စ်ဆိုတာတခါတလေမှာထင်ထားသလိုဖြစ်မလာတတ်ဘူးဆိုတာမင်းသမီးထထမိုးဦးရဲ့ခင်မွန်ဟောင်းဆိုင်းလွှမ်းနဲ့တင်စာရီအဝင်းလို့ရဲ့အိမ်တော်ရေးကတက်တည်ပြလိုက်ပြန်ပါပြီ။ The Vibe မင်းက channel ကနေကြိုဆိုပါတယ်။2024ခုနှစ်ဧပြီလတုန်းကကမ်းခြေတစ်ခုမှာအားလုံးကအားကျခဲ့ရတဲ့သူတို့နှစ်ဦးရဲ့မင်္ဂလာပွဲလေးကိုမှတ်မိကြအောင်ပဲထင်ပါတယ်။မင်္ဂလာလက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်းမှာလူမှုကွန်ရက်ကနေပျောက်ချက်သားကောင်းနေခဲ့တဲ့တင်စာရီဝင်းကတော့အခုခါမှာတော့စိတ်မကောင်းစရာသတင်းတစ်ခုကိုပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။အဲ့ဒါကတော့ဆိုင်းလွှမ်းနဲ့လက်ထပ်ပြီး2နှစ်နဲ့3လအကြာမှာပဲလမ်းခွဲပစ်စေလိုက်ပြီးဆိုတာပါပဲ။လက်ရှိမှာတော့သူမဟာမိဘတွေနဲ့အတူပြန်လည်နေထိုင်နေတယ်လို့သိရပါတယ်။ထူးခြားတာတစ်ခုကတော့အစပိုင်းမှာမထက်မိုးဦးပေါ်နားလည်ပေးဖို့ခက်ခဲခဲ့ပေမဲ့အခုချိန်မှာတော့မထက်ရဲ့ခန်းစားချက်တွေကိုအပြည့်အဝနားလည်သွားတယ်လို့လည်းတင်စာရဲဝင်းကပွင့်ပွင့်လင်းလင်းရေးသားထားပါတယ်။အိမ်တော်ရေးတစ်ခုပြိုကွဲသွားတာဟာဝမ်းနည်းစရာဖြစ်ပေမဲ့ရှေ့ဆက်မဲ့မမခီမှာတင်စာရဲဝင်းအထူးအားပေးစကားလေးတွေပြောပေးခဲ့ကြပါအောင်။အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာမို့ကျမတို့ရဲ့ channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမစောဦးပါ